ရုပ်ချီးပင်မက်ကိုမခံမရနိုင်အောင်တွေးချင်လာ၏မက်ဤနှုတ်ခမ်းများလက်များနှင့်ထိတွေ့ဖို့စိတ်မှန်ပါသောမက်ကိုအကောင်ထည်နှင့်တွေ့ဖို့အကြောင်းဆိုရင်သူမသည်ကြာမြင့်လားစွာအဝေးသို့ရောက်နေခဲ့သောကြောင့်ပင်တည်းသူစားဖို့အစဉ်သင်းဖြစ်ရန်ပြရခတ်နေရ၏နောက်ဆုံးလိုက်မက်သည်အိမ်ထဲသို့ဝင်လာကစုဘယ်မှာလဲဟေ့ဟူသောကျဲလောင်၍စိတ်စောတန်သောအတန်ကိုကြားလင်ကသူမသည်သူ့ကိုယ်ရှိရာပြေးခုန်တွေ့ကကြက်ကြက်ဖယံလေ၏အိုမက်ရဲ့အိုမက်ဟုသူမတီးတိုးခေါ်၏မက်တန်ညပြန်မလာဘူးဆိုရင်သူမဘာများလုပ်ရမလဲဘလောက်ရှိတဲ့နေ့ကြီးလဲစုရဲ့နေ့လည်စာပြန်မစားရတဲ့နေ့များဟာတိတ်ကြောက်စရာကောင်းတာပဲသို့တော့ထိုနေ့ဒီကလေတတုပ်ဝေ့သွားသလိုကုံလွယ်ခဲ့သည်သာဖြစ်၏မက်ဤဇက်ဘိုးတွင်မျက်နာကိုမြှုပ်ရင်းဒူးရဲ့ဘဝမှာဒီနေ့ဟာတော့ဗလာပဲစူဇန်တွေး၏ထိုနေ့သည်မက်နှင့်အတူနေထိုင်ခဲ့သောနေ့မဟုတ်ပေသူမသည်မက်နှင့်ပူးကပ်၍နေရမည်ဖြစ်၏သူမသည်ခေါင်းကိုစူးစူးဆက်ဆက်မော့ကအော်ပြော၏မက်စုကလေးတယောက်လောက်လိုချင်တယ်ဟိုမက်ရဲ့တိတ်လိုချင်တာပဲဟုတ်ပါဖြစ်မှဖြစ်ရလေစုရေဟုမက်ကအံ့ဩခြင်းကြီးစွာဖြင့်ပြော၏စူဇန်ကစိမ့်ကြီးကစိတ်ထိခိုက်ပြီးအနှဲငယ်ပြော၏ဘလို့ကောင်းမလေးပါလေဟုသူမကိုမတိမငြိမ်ပြော၏ထို့နောက်မက်သည်ရေမောကနေပါအောင်လေညစာစားပြီးတဲ့ထီတော့ဆောင်းမပေါ်ဟုပြောလေသည်ပထမရန်စာညစာစားပွဲကြည့်ပါပဲဟုဆိုရင်မက်သည်နောက်သို့မိကသူ့ဆေးရံကိုဆေးသိပ်လေ၏ဒါတာဆောင်ကိုတွားကြရအောင်ကွာသူတို့ထွက်လာသောတောကလေးပေါ်၌ခိုနေသောစံသစ္စာလကိုတွေ့ကထိုလာရောင်၌သူတို့ထိုင်ကြလေ၏တရနှင့်လှုပ်သောကလထိုင်နှလုံးရှိရာမက်ကတလုံး၌ထိုင်၏စူဇန်ကမူလေကားအပေါ်ဆုံးတစ်၌ထိုင်ကသူမ၏ခေါင်းကိုမက်၏ဒူးကောင်းများပေါ်သို့မိလေ၏မက်ကကုန်း၍သူမ၏မျက်နှာကိုပြုံးနေလှည့်ယူလိုက်ရာလာရောင်သည်တမျက်နှာလုံးပေါ်သို့အနှံ့ကျရောက်လာလေသည်ကလေးလူချင်းတယ်လို့မောင်ကိုပြောရအောင်စုပါဖြစ်သွားတာလေဟုပြုံးနေမေးလေ၏သူမကခေါင်းခါ၏မသိဘူးမလူဆိုင်ရဲ့ကလေးကြောင့်ဖြစ်ရင်ဖြစ်မှာပဲဒီနေ့ကလေးလေးကိုခဏချီလိုက်တော့လေကလေးကလက်မောင်းမှအတင်းတိုးဝင်နေတာပဲသူကစူဇန်၏စပင်များကိုနောက်သို့တက်ရက်ပေး၏လူဆိုင်ကိုမြင်ရတာနဲ့စုကိုကလေးမွေးခိုင်းရမှာကြောက်နေပြီလူဆိုင်စိတ်ထဲဘလို့ရှိနေတယ်ဆိုတာသိတော့ဟဲကတိတ်စိတ်ရှုံနေတာဟဲကပြောတယ်ကလေးနှစ်ယောက်စလုံးဟာမတော်တဆရလာတာပါတဲ့လူဆိုင်အစင်သိမရှိသေးခင်တော်မီကိုမွေးတာကိုသူတို့ဆုံးဖြတ်ထားတာကအစေခံတရားမထားနိုင်သေးသူကလေးမရအောင်လုပ်ဖို့တဲ့မောင်တော့အေးလေးစုတည်သားမယ်စုတကယ်ပဲသေးချာစုသာဆိုရင်စုတို့အစီကံထားမထားတာစုဘွားမှာလူချင်းတဲ့အရာတစ်ခုတော့ဘာမှဆုံးဖြတ်ထားမှာမဟုတ်ဘူးဟုစူဇန်ကအေးဆေးစွာပြော၏မက်ကဘာမှမပြောတော့လဲသူ့ဆေးတံမှပြင်းပြကဆေးရှူတံကိုဖောက်ခနဲ့စူဇန်ကြားလိုက်ရ၏မက်ဤကြီးမားငြိမ်စိတ်သောလက်များကစူဇန်၏စပင်ကိုတက်ခါသူမ၏လေခုတ်ကိုထိလာ၏သူတို့နှစ်ယောက်သည်အလွန်နီးကပ်နေကြလေရာသူမသည်ဒီနေ့ကလေးလေးတယောက်ပုံထူလိုက်တယ်မက်အဲ့ဒါစသည်ဖြင့်ပြောမိတော့မလို့ဖြစ်လေ၏သို့တော့သူမကမပြောပြခင်မက်ကစကားပြောသည်တခါတလေမောင်ကိုစုပါဖြစ်လို့ယူတယ်ဆိုတာအံ့ဩမိတယ်ဟုသူကပြော၏သူ့အတန်၌မုန်းစရာကောင်းသောအောက်ကျကျိုးနွံမှုသည်ရခင်အတိုင်းပြင်းညက်လက်ရှိပြန်၏မက်ဟုသူမကချစ်ချင်းလှဲ့လာမက်ကိုချစ်တာကိုသူကသိလို့ဟန်ဖြင့်ဘာကြောင့်ချစ်တာလဲဆိုတာတွေးမရဘူးလေမဟာတကယ်ကိုတာမန်လူရန်စားတယောက်ပဲမဟုတ်ပါဘူးဟုသူမကအော်၏
ဟုတ်ပါတယ်ဒီတလန်းလုံးမှာမောင်းလို့လူစားမျိုးတွေကြီးပဲဟဲတွမ်ပေဘောရှက်ပလေးမောင်တို့တွေကတစားတယ်ပဲအိုဒီလိုမပြောပါနဲ့မောင်ဟာသူတို့နဲ့တစ်ဆက်မှမတူပါဘူးမောင်တို့တွေကစိတ်သဘောထားကောင်းတယ်ရိုးဖြောင်းတယ်အလုပ်ကြိုးစားတယ်ဒါပေမဲ့မောင်တို့တည်တဲ့ခါကြလဲဒီထက်ပါမှပိုမထူးတဲ့လူတွေတိုင်းတည်မှာပဲမောင်လဲမောက်ဖေလို့လာမှာပဲသူနဲ့မင်းနဲ့စပြီးနေကြတဲ့ယာကင်းကအင်္ဂလိပ်မှာပဲတက်တက်လုံးစိတ်ပူစိတ်ရှုပ်ပြီးသွားရတယ်လို့ပေါ့အမြဲတမ်းချောင်းလဲလာမလားလို့မျှော်လင့်နေပြီးဘယ်တော့မှလည်းမချောင်းလဲတယ်လို့ပေါ့မောင်တို့လည်းအတူတူနဲ့နူးနူးပဲဟဲပြောလိုက်တာကြည့်ပါလားလာကတိုးပြီးရရင်ရခြင်းနဲ့လေဒါပေမဲ့မောင်ကိုမှစုချစ်တယ်ဆိုရင်ရောဟဲရိုဒရန်တို့ဘော်တို့ကိုစုကမှမချစ်ပဲစုဘာကြောင့်မောင်ကိုချစ်တယ်ဆိုတာတွေးမရပါဘူးဆိုနေစုကထူးတယ်စုကလူဆိုင်တို့တွေနဲ့တူမှမတူပဲစုကမထူးပါဘူးအတူတူပါပဲစုကထူးလည်းမထူးချင်ပါဘူးမထူးချင်ပေမဲ့မနေရဘူးလေတက်နိုင်တာမျိုးမှမဟုတ်ပဲဟိုမပြောပါနဲ့ဒီလိုဆိုရင်စုကတိတ်ပြီးတော့အထီးကျန်နေအောင်လုပ်တာနဲ့တူတူပဲသူမဒီမက်ကီဒူကောင်းကိုပိတ်ပတ်ခါသူနာတိုးလေမဖြစ်တော့ထိုနေ့ဘလို့ကုံဆုံးခဲ့သည်ကိုသူ့ကိုပြော၍မဖြစ်တော့သူ့ကိုဘယ်တော့ခါမှပြော၍မဖြစ်စုတို့ကလေးလေးတယောက်ရရင်ကောင်းမှာမစုကိုကူကိုဘယ်သူမှမလို့ချင်ပါဘူးစုလုံနိုင်တာရဲ့တဝက်တောင်စုမလို့ရပါဘူးစုကအလုံးများနေမှကြိုက်တာစုတကယ်ပြောနေတာလားအခုလားသူဤလက်များသည်သူမ၏လေကုတ်ပေါ်တွင်တုံရင်နေသည်ကိုခံစားရလေ၏တီတို့ပြောလိုက်ကသူ့လက်ကိုသူမ၏လက်နှစ်ဖက်စလုံးဖြင့်ကင်ကသူမ၏လေဘေးမော်သို့အုပ်စီနေ၏သူမ၏နှလုံးသည်သူ့လက်ပါပေါ်၌ခုန်နေသည်ကိုခံစားရပြန်၏စုဟုတီတို့ပြော၏မက်ကမိနစ်အနည်းငယ်များစောင့်နေကုန်း၍သူမကိုကြည့်၏လာရောက်အားဖြင့်သူ၏ထောင်းကျ၍နုပြိုသောမက်၏မျက်နှာမှမြင်ကြောင်များမျက်နှာပြင်များကိုကြည့်လေ၏မက်ကစကားမပြောမက်ကတိတ်ဆိတ်နေစဉ်တွင်စူဇန်သည်ကောင်းကိုတစ်ဖက်သို့လှည့်ကာတောဤဟိုတစ်ဖက်သို့ငေးမျော်လျက်ရှိလေ၏အချိန်အတော်ကြာသွားလေ၏ထို့နောက်ဖြုံးကနေပင်မက်သည်ထရလိုက်ခါသူမကိုဆွဲထူလေသည်မက်ကီလက်များသည်သူမကိုရစ်တိုင်းလျက်သူတို့အိမ်ထဲဝင်ကြ၏လမ်းတစ်လျှောက်ရှိအိမ်တိမ်မှရေဒီယိုဖွင့်လန်းကြလေ၏Oh, ye dug the high road, and I dug the low road. ဟုတ်တချင်းတန်ထွက်လာ၏မက်ကတကားပိတ်ကတော့ခက်နှုတ်စိတ်ကနှစ်ယောက်သားအပေါ်ရက်သူတက်ကြလေသည်ဝဲလင်းဆောင်ရှိဝမ်းပိုက်တရံကိုခန္ဓာမှမေးခွန်းမေးဟန်ခေါင်းမော့ကနေရုပ်ပုံကွေးကိုတခါတရံသူမတွေးမိ၏သို့သောထိုတွေးကိုလျင်မြန်စွာဖျက်ပစ်လိုက်တတ်သည်တခါကမူမက်၏အောက်ကျကျိုးနွန်ခြင်းကိုတရိယာကအပေါ်ထက်သို့တက်၏သူမသည်ထိုရုပ်တုကိုဖျက်ဆီးပစ်ဖို့အစိတ်စိတ်မွားမွားချိုးဖဲ့ပစ်ဖို့ရှင်စေးပုံများသောဖြစ်သူရအောင်ပို့ဖို့ကိုတန်တိတ်ထန်ချပြီးဖြစ်၏သို့သောထိုရုပ်တုပေး၌ရက်သည့်အခါသူမမလုံရက်နိုင်ဖြစ်ရလေ၏ရုပ်တုသည်တရဝါတစ်ခုဖြစ်သူရောက်နေပြီဖြစ်၏သူမမဖြက်စီးရသောတတချောင်းလိုသူနီးသူလန်းဖြင့်ထိုရုပ်တုရရှိပြီးဖြစ်၏မဖြက်စီးရနိုင်အောင်တရဝါတစ်ခုအဖြစ်အသက်ဝင်လျက်ရှိပြီးဟူသောအတွေ့အကြုံမျိုးကိုသူမ၏အုံနောက်ဖြစ်ပေါ်နိုင်သည်မှာထူးဆန်း၏ရုပ်တု၏မျက်နှာကိုတွေးဝေငေးမောကကြာမြင့်စွာရုပ်တုကိုကြည့်နေလေ၏ပြီးတော့လဲသူမ၏လက်နှစ်ဖက်ဖြင့်ရှင်စေးကိုပုံတရံထင်အောင်လုပ်တကဲ့သို့သူမကိုယ်တိုင်၏ကိုတွင်း၌လဲပုံတရံတစ်ခုဖြစ်နေပြီဖြစ်၏ပုံတရံတစ်ခုကိုတည်နာလေသည်ထက်ပို၍ကြံတစ်ခုကိုမသိဤဘာမှမရှိသောဝဲလင်းဆောင်လေးတွင်၌ဘယ်ဟာသည်ပို၍ကြီးကျယ်သောပြုလုပ်ဖန်တီးခြင်းဖြစ်သည်ဆိုတာတောင်သူမမပြောနိုင်
သူမ၏ကိုယ်တွင်းမှဖြစ်လာသောကလေးသည်သူမ၏အုံနောက်တွင်းမှဖြစ်လာသောဒီကလေးထက်ပို၍အတိတရားရှိနိုင်ပါမည်လားသူမသည်ရှင်စေးရုပ်ကိုစိတ်မှပဲ့ဖြောက်လိုသဖြင့်လျင်မြန်စွာထွက်လာခဲ့လေသည်ယခုမူသူသည်ယုံနှင့်သာတည်နေခြင်းပြုလုပ်ဖန်ဆီးခြင်းစီသို့သူမ၏ရုပ်ကဖြတ်ကနေခုန်လိုက်ခြင်း၌ပျော်ရွှင်၏ချက်ချင်းလက်ငင်းပင်သူမ၏ရုပ်ခန္ဓာသည်ပေးလိုက်သည့်ဘဝမျိုးစိဖန်ဆုံမိကထိုခဏ၌သူမသည်ကလေးနှင့်ဖြစ်နေလေပြီထိုအတွက်သူမသည်စိတ်ကြီးဝင်ကတမနက်၌မက်ကိုကြွားမိသည်မှာစုလေအစပြုတ်နေပြီရှင်ဘာဟုတ်နေပြီကြည်စမ်းမောင်ထင်းနေတာမောင်တော့ရတဲ့ငွေကိုရည်ရတော့မယ်